လောက်ခွင်ကစင်မပြေမှုတွေနဲ့နိုင်ချင်းမှုတွေကြားမှာမင်းမင်းရဲ့ကြားလာအောင်ပင်ပန်းနေလိမ့်မယ်ငါဘာလို့ဒီလောက်ထိတီးခံနေရတာလဲလို့ကိုမင်းမင်းတဲ့ညတွေလည်းရှိမှာပါဒါပေမဲ့ဖုံးမျက်နှာပြင်ပေါ်ကမိသားစုရဲ့အပြုံးတွေကိုမြင်လိုက်ရတဲ့အခါမင်းရဲ့ပင်ပန်းမှုတွေကရေပြော်တော့ပြန်မင်းတီးခံနေတာဟာအားနေလို့မဟုတ်ဘူးချီရတဲ့တွေရဲ့အနာဂတ်အတွက်မင်းဟာတေးကောင်းတယောက်လိုတိုက်ပွဲဝင်နေတာပါသူတစ်ပါးရဲ့နှိမ့်ချမှုကိုမင်းရဲ့အောင်မြင်မှုတွေပဲတောက်ပြန်လိုက်ပါအခုကြနေတဲ့ချွေးဆက်တိုင်းဟာနောက်တစ်ချိန်မှာမင်းမိသားစုအတွက်အေးမြတဲ့အရေးအာဝါဒတွေဖြစ်လာမှာပါကိုတနာမနေပါနဲ့မင်းဟာအဝေးတနေရာမှာမိသားစုရဲ့အိမ်မက်တွေကိုထမ်းပိုးထားတဲ့တိုင်ကန့်နာရီတစ်လုံးလိုအမြဲရှင်တန်နေတူပါအားတင်းထားပါနေငယ်ချင်းမင်းရဲ့ကြိုးစားမှုတွေကိုလောကကြီးကမေ့နေရင်တောင်မင်းရဲ့အိမ်ကလူတွေကတော့မင်းကိုအမြဲဂုဏ်ယူနေမှာပါ